တနေ့တွင်အလီဘာဘာသည်တောထဲ၌ထင်းခုတ်နေစဉ်တခိုး40အဖွဲ့တစ်ဖွဲ့၏ယတနာသို့လောင်ရာနေရာကိုမတော်တဆကြားသိခဲ့ရသည့်ယတနာများသည်လှိုင်ကူတစ်ခုအတွင်း၌ရှိပြီးဂူဝကိုမော်ပညာဖြင့်ပိတ်ထားသည်ပွင့်စင်စင်ဟူသောစကားလုံးဖြင့်ဖွင့်နိုင်ပြီးတိတ်စင်စင်ဟူသောစကားလုံးဖြင့်ပြန်ပိတ်သည်တခိုးများထွက်သွားသောအခါအလီဘာဘာကိုယ်တိုင်ဂူထဲဝင်ကယတနာအချို့ကိုအိမ်သို့ယူဆောင်လာသည်အလီဘာဘာသည်ရွှေတင်းကားများကိုချိန်ရန်မြင်းဤညီမသူညငန်းကွဲဤချိန်ခွင်ကိုငှားသည်အလီမသိအောင်ညီမသူညငန်းကွဲကဖျောင်းစတတုံးကိုချိန်ခွင်၌ကတ်ထားသည်အလီဘာအတွက်အသုံးပြုသည်ကိုသိကျင်သောကြောင့်ဖြစ်သည်သူမရှော့ခရသွားသည်မှာချိန်ခွင်တွင်ရွှေတင်ကားတပြားကတ်နေခြင်းဖြစ်သည်ယင်းဤခင်မွန်းဖြစ်သူအလီဘာဘာဤချမ်းသာပြီးလောဘကြီးသောအကူကာစင်အားပြောပြသည်ကာစင်ဤဖိအားပေးမှုကြောင့်အလီဘာဘာသည်ဂူဤလျှို့ဝှက်ချက်ကိုဖော်ထုတ်ရသည်ကာစင်ဂူသို့သွားကမော်စကလုံးများဖြင့်ဝင်ရောက်သည်သို့သောလောဘနှင့်ယတနာများအပေါ်စိတ်လှုပ်ရှားမှုကြောင့်ပြန်ထွက်ရန်မော်စကလုံးများကိုမေ့သွားသည်တခိုးများကယင်းကိုတွေ့ရှိပြီးတပ်ပစ်လိုက်သည်ကာစင်ပြန်မလာသောအခါအလီဘာဘာကဂူသို့သွားရှာသည်ကာစင်ဤခန္ဓာကိုယ်ကိုလေးပိုင်းဖြတ်၍ဂူဝတွင်ပြတထားသည်ကိုတွေ့ရှိသည်အလီဘာဘာသည်ခန္ဓာကိုယ်ကိုအိမ်သို့ယူဆောင်လာသည်ကာစင်ဤအိမ်မှလိမ္မာပါနှက်သောကျမလေးမော်ဂျီယာနာအားကာစင်သည်တဘာဝအတိုင်းတည်ဆုံသွားကြောင်းအခြားသူများအားယုံကြည်စေရန်တာဝန်ပေးသည်ပထမဦးစွာမော်ဂျီယာနာသည်ဆေးဆိုင်မှဆေးဝါးများဝယ်ယူပြီးကာစင်အပြင်းထန်ဖျားနေသည်ဟုပြောသည်ထို့နောက်ဘာဘာမူစတာဖာဟုခေါ်သောအဖိုးကြီးတဦးကိုရှာတွေ့သည်ယင်းအားငွေပေးကမျက်စိစည်း၍ကာစင်၏အိမ်သို့ခေါ်သွားသည်တညလုံးတွင်ထိုအဖိုးကြီးကကာစင်၏ခန္ဓာကိုယ်ပိုင်းအစများကိုပြန်လည်ချတုပ်ပေးသည်ထို့ကြောင့်မိသူမျှတန်တရားမဝင်တော့ပေအလီနှင့်ယင်း၏မိသားစုသည်ကာစင်ကိုတင့်လျော်စွာတကြိုနိုင်ခဲ့သည်တခိုးများကခန္ဓာကိုယ်ပျောက်နေသည်ကိုတွေ့ရှိသောအခါအခြားသူတဦးမင်းတို့၏လျှို့ဝှက်ချက်ကိုသိနေပြီဖြစ်ကြောင်းနားလည်ပြီးလင်းကိုလိုက်ရှာသည်တခိုးတဦးမြို့ထဲသို့ဆင်းသွားသည်ဘာဘာမူစတာဖာနှင့်တိုးတွေ့ရာရင်းကတေဆုံးသူတဦး၏ခန္ဓာကိုယ်ကိုခုလေးတင်ချုပ်ပေးခဲ့ကြောင်းပြောပြသည်တေဆုံးသူသည်တခိုးများ၏တားကောင်ဖြစ်ရမည်ဟုနားလည်သွားပြီးတခိုးကဘာဘာမူစတာဖာအားထိုအိမ်တို့လမ်းပြခိုင်းသည်ချုပ်သမားကိုမျက်စိပြန်စီးပြီးထိုအခြေအနေဖြင့်မြင်းဤခြေလမ်းများကိုပြန်လိုက်ကအိမ်ကိုရှာတွေ့သည်တခိုးကတကားကိုတင်ကေတာတစ်ခုဖြင့်မှတ်သားသည်ထိုညတွင်အခြားတခိုးများပြန်လာပြီးအိမ်ရှိလူတိုင်းကိုတပ်ပြည့်ရန်စီစဉ်သည်သို့သောတခိုးကိုမော်ဂျီယာနာမြင်သွားသည်သူမသည်မြင်းဤတခင်အပေါ်တစ္ဆာရှိသောကြောင့်အနီးနားရှိအိမ်အားလုံးကိုအလားတူတင်ကေတာများဖြင့်မှတ်သားခြင်းဖြင့်ယင်းဤအစီအစဉ်ကိုဖျက်ဆီးခဲ့သည်တခိုး40ပြန်လာသောအခါမှန်ကန်သောအိမ်ကိုရှာမတွေ့နိုင်ယခုတစ်ကြိမ်တွင်ယင်းသည်အလီဘာဘာအိမ်၏ပြင်ပအသေးစိတ်အချက်အလက်များကိုမှတ်သားထားသည်တခိုးကောင်းဆောင်သည်ရေနံကုန်သည်ဟန်ဆောင်ကအလီဘာဘာ၏အဲဝတ်ပြုမှုကိုတောင်းခံသည်ယင်းနှင့်အတူရေနံအိုး38လုံးတင်ဆောင်ထားသောလားများပါလာသည်တစ်လုံးတွင်စီဖြင်းပြည့်နေပြီးကြံ38လုံးတွင်တခိုးများဖုံးကွယ်ထားသည်အလီဘာဘာအိပ်ပျော်သွားသောအခါတခိုးများကဂင်းကိုတပ်ပြည့်ရန်စီစဉ်သည်ထပ်မံ၍မော်ဂျီယာနာသည်အစီအစဉ်ကိုရှာဖွေတွေ့ရှိပြီးပုပ်ပွက်စုနေသောစီများကိုတခိုးများ၏စီအိုးများပေါ်သို့လောင်းချခြင်းဖြင့်တခိုး38ဦးကိုတပ်ပစ်သည်ဂင်းတို့၏ခေါင်းဆောင်ကလူများကိုနှိုးရန်လာသောအခါဂင်းတို့တေဆုံးနေသည်ကိုတွေ့ရှိပြီးထွက်ပြေးသွားသည်လက်စားချေရန်အချိန်နှဲငယ်ကြာပြီးနောက်တခိုးသည်ကုန်သည်တဦးအဖြစ်သူ့ကိုယ်သူတီထောင်သည်အလီဘာဘာ၏သားယခုကာစင်၏လုပ်ငန်းကိုတာဝန်ယူထားသူနှင့်မိတ်ဆွေဖွဲ့ပြီးအလီဘာဘာ၏အိမ်၌ညစာစားရန်ဖိတ်ခေါ်ခြင်းခံရသည့်တခိုးကိုမော်ဂျီယာနာမှတ်မိသည်မော်ဂျီယာနာကဓာတ်တစ်ချောင်းဖြင့်ကခုန်ပြသည်တခိုးသတိလစ်သွားသောအခါဓာတ်ကိုတခိုး၏ရင်ဘတ်ထဲသို့ထိုးသွင်းလိုက်သည်တခိုးကဂိမ်းကိုတက်ရန်ကြိုးစားခဲ့ကြောင်းသိရှိသောအခါမော်ဂျီယာနာကိုလွတ်လပ်ခွင့်ပေးပြီးဂင်းဤသားနှင့်လက်ထပ်စေသည်အလီဘာဘာသည်ဂူအတွင်းရှိယတနာ၏လျှို့ဝှက်ချက်နှင့်ယင်းကိုမိတို့ဝင်ရောက်ရမည်ကိုသိရှိသောတဦးလေးသောသူအဖြစ်ကြံရှိနေသည်